ရန်ကုန်မန္တလေးမိန်းလမ်းမကြီးနဲ့လည်းနီးရမယ်မြို့ရဲလိုနေရာမျိုးနဲ့လည်းနီးရမယ်အချက်ချာလည်းကြာရမယ်ဈေးတန်းလေးကလည်းအတင်းတင်းရှိတဲ့ဝိုင်းဒီတစ်ဝိုင်းနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ ရှမ်းမြေကျိုးဆောင်မှကြိုဆိုပါရရှင်အခုညီမရောက်နေတဲ့နေရာလေးကတော့ဝမ်းတော်ပြေးရက်ကွက်အမှတ်24အရှိကန်ပညာမူလာတန်းကျောင်းအနီးနားကဝိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီလမ်းလေးရဲ့အားသာချက်ကဆိုလို့ရှိရင်မကြီးကျောက်ရွာလမ်းမကြီးရဲ့မေးတင်လည်းဖြစ်တယ်ရန်ကုန်မန်းလေးမိန်းလမ်းမကြီးနဲ့လည်းနှစ်လမ်းပဲတွေ့ရမို့လို့လုံးဝကိုအဆင်ပြေတဲ့နေရာလေးဖြစ်လို့ဝယ်ထားတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးရဲ့ပေအကျယ်ကတော့35 50ရှိပြီးတော့ကရန်တက်တန်းကလည်းကျန်ပါသေးမယ်ရှင်နောက်ပြီးတော့ဒီဝိုင်းလေးကိုရောင်းချပေးမဲ့ဈေးလေးကတော့3950ပဲဖြစ်တာမို့လို့လူကြီးမင်းတို့အနေနဲ့ဝယ်ထားတဲ့အနေထားထဲမှာလည်းပါပါတယ်ရှင်လူကြီးမင်းတို့ကဒီဝိုင်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်